လူတိုင်းမှာမေ့ချင်ရင်တော့မေ့လို့မရတဲ့တစုံတစ်ယောက်ဆိုတာရှိနေတတ်ပါတယ်။သူ့ကြောင့်နာကျင်စရာတွေရှိရင်တော့အမြဲမှတ်မိနေတဲ့လူတစ်ယောက်ကိုအချစ်ဦးလို့ခေါ်ပါတယ်။ It's a chain of the web out with the clay, jingle clay, a tea so thank you.